你好，မင်္ဂလာပါဒီနေ့ကတော့ဒီမနက်ဖြန်18ရက်နေ့မှာကြာရောက်မယ်တရုတ်နှစ်သစ်ကူးရဲ့ဖြစ်ပေါ်လာပုံနဲ့ဒီဆင်နွှဲကြပုံလေးကိုတည်တလောက်ကလေးမျှဝေပေးသွားမှာပါဆိုတော့ဒီတရုတ်နှစ်သစ်ကူးကကြတော့ဒီတရုတ်နိုင်ငံမှာຫນွေဥရာသီမှာကျင်းပတဲ့ပွဲဖြစ်လို့မလို့ဒီຫນွေဥပွဲတော်လို့လည်းခေါ်ကြတယ်ပေါ့နော်သူကကြတော့တရုတ်နိုင်ငံမှာဆိုလို့ရှိရင်အရေးအကြီးဆုံးဒီပွဲတော်တွေကတခုလို့လဲပြောရမယ်ပေါ့နော်ဒါဆိုတော့ဒီနှစ်ကကျတော့သူကမြင်းနှစ်ပေါ့နော်မြင်းနှစ်ဆိုပေမဲ့ထူးခြားတာလေးတခုရှိတယ်ဒါကကျတော့ဒီနှစ်ပေါင်း60မှာတစ်ကြိမ်ပဲကြာရောက်တဲ့မီးပေါ့နော်မီးမြင်းနှစ်ဖြစ်ပါတယ်ဆိုတော့ဒီနှစ်ကကျတော့ဒီတရုတ်လူမျိုးတွေအတွက်ဒါအရေးကြီးတဲ့နှစ်တစ်နှစ်လို့အရေးကြီးတဲ့ထူးခြားတဲ့နှစ်တစ်နှစ်လို့ပြောမယ်ဆိုလို့ရှိရင်လည်းမမှားဘူးပေါ့နော်ဒါဆိုရင်သူ့ရဲ့ဖြစ်ပေါ်လာပုံလေးကိုအခုစလိုက်အောင်နော်ဆိုတော့ဟိုရှိတုန်းကပေါ့နော်ဒီတရုတ်နိုင်ငံမှာရှီဆိုတဲ့မိစ္ဆာတကောင်ရှိတယ်သူ့ရဲ့နာမည်ကကျတော့နယန်လို့လည်းသိကြတယ်ပေါ့နော်နယန်လို့လည်းခေါ်ကြတယ်ဆိုတော့အရင်တုန်းကအဲ့ဒီအချိန်မှာပဲဒါချီလန်လို့ခေါ်တဲ့သူရဲကောင်းတစ်ယောက်လည်းရှိတယ်ဆိုတော့ဒီသူရဲကောင်းကကျတော့သူကအပြင်ကနေပြန်လာတဲ့အချိန်မှာလမ်းမှာပေါ့နော်ဒီအဖိုးတယောက်ကကြောင့်ငိုနေတာကိုတွေ့တဲ့အခါကျတော့သူကမေးကြည့်ဘာဖြစ်လို့ငိုတာလဲပေါ့နော်ဆိုတော့အဖိုးကကျတော့ပြန်ပြောတယ်သူ့ရဲ့မြေးပေါ့နော်သူ့ရဲ့မြေးကကျတော့ဒီရှီးဆိုတဲ့မိစ္ဆာတကောင်ရဲ့စားခြင်းကိုခံလိုက်ရလို့မလို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးဝမ်းနဲ့လို့ငိုနေတဲ့အခါမှာဒီသူရဲကောင်းကကျတော့ဒါဆိုရင်တော့ဒီမိစ္ဆာကိုဒါရှင်းပြမှာပဲရမယ်ဆိုပြီးတော့ပေါ့နော်သူကဒီမိစ္ဆာအကြောင်းကိုစုံစမ်းတယ်လိုက်ပြီးတော့ရှာတယ်ဒါပေမဲ့ရှာလို့မတွေ့ဘူးတနည်းလောက်ကြာတဲ့အခါမှာသူကရှာလို့မတွေ့ဘူးဆိုပေမဲ့ဒီမိစ္ဆာရဲ့အကြောင်းကိုသူကနည်းနည်းပါးပါးတော့သိထားတယ်သူကဘာသိထားလဲဆိုတော့အချက်၃ချက်သိထားတယ်ပထမတစ်ချက်ကကျတော့ဒီမိစ္ဆာကဒီနေဝင်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီမောင်လာတဲ့အခါမှာပေါ့နော်ထွက်လာတယ်ဒါဒုတိယတစ်ချက်ကကျတော့ဒီမနက်မိုးတောက်အလင်းရောက်တဲ့အခါမှာဆိုရင်ဒီမိစ္ဆာကြီးကပြန်သွားတယ်ပေါ့နော်ဒါတတိယတစ်ချက်ကကျတော့ဒီမိစ္ဆာကအတန်နေအရန်ဆူဆူညံညံနေကြားတယ်ဆိုလို့ရှိရင်သူကအရန်လန့်တတ်တယ်ပေါ့နော်ဆိုတော့ဒီ၃ချက်ကိုသိထားတယ်ပေါ့နော်သိထားတယ်ဆိုတော့ဒီအဲ့ဒီတညရောက်တဲ့အခါမှာပေါ့နော်သူကဒီတိုင်းသူပြည်သားတွေကိုပြောထားတာပေါ့နော်ဒီသူရဲကောင်းကကျတော့ဒါဒီမိစ္ဆာကအနေနဲ့ရရက်မှာဆိုလို့ရှိရင်လည်းဒီကလေးတွေကိုလိုက်ပြီးတော့စားတောက်နေတာပေါ့နော်ဒါဆိုရင်ဒီနေ့မှာဆိုရင်ဒီဘက်ရွာကိုသူမလာဘူးလို့မပြောနိုင်ဘူးဆိုတော့ဒီညကိုမအိပ်ဖဲနဲ့စောင့်ကြရအောင်ပေါ့နော်ဆိုတော့သူတို့ထင်ထားတဲ့အတိုင်းပဲဒီမိစ္ဆာကြီးကလည်းဒီညရောက်တဲ့အခါမှာပေါ့နော်ရောက်လာတော့သူတို့တွေကအကုန်လုံးကအိုးတွေခွက်တွေနဲ့တန်မုံတွေကိုတီးပြီးတော့6လန့်လိုက်တဲ့အခါမှာဒီမိစ္ဆာကကျတော့အရန်ကိုလန့်ဖြတ်ပြီးတော့ပေါ့နော်အတန်တွေဆူဆူညံညံကြားလို့မလို့ထွက်ပြေးသွားပါလေရောတခါလေအဲ့အခါမှာဒီချီလန်ဆိုတဲ့ဒီသူရဲကောင်းမှာကြောင့်ခွေးတကောင်ရှိတယ်ဒီခွေးကကျတော့ဒီမိစ္ဆာကိုလိုက်ပြီးတော့ကိုက်တယ်ပြီးတော့ဒီချီလန်ကလည်းသူ့ကိုမြားနဲ့ပစ်တယ်ပေါ့နော်ပစ်ပြီးတော့ဖမ်းလိုက်တဲ့အခါမှာဒီမိစ္ဆာကြီးကနောက်ဆုံးမှာတော့မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးဒီမိစ္ဆာကိုအောင်နိုင်လိုက်တဲ့အခါမှာဒီကလေးတွေကလည်းနောက်ထပ်လည်းအစားမခံရဘူးဆိုတော့ဒီလိုမျိုးအစားမခံရတဲ့အတွက်ကြောင့်မလို့အားလုံးကဒီနေ့ဟာဒါရက်ကောင်းရက်မြတ်ဖဲမင်္ဂလာရှိတဲ့နေ့ပဲဆိုပြီးတော့ဒီနေ့ပေါ့နော်ဒါကိုခြူရှိဒါနှစ်တစ်ကူမရောက်ခင်ပထမတရက်အလိုရဲ့ညကိုပေါ့နော်ဒါခြူရှိဆိုပြီးတော့သူတို့ကဆင်နွှဲကြတယ်ဘယ်လိုမျိုးဆင်နွှဲကြလဲဆိုတော့ဒီပြောက်ဦးအရင်ခဏဝလိုမျိုးပဲမီရှူမီဒီဘယ်လိုပြောမလဲတဲအိုးတွေခောက်တယ်အဲ့လိုမျိုးအိုးတွေခွက်တွေခောက်ပြီးတော့6လန့်ကြပါဘောเนาะဒါပေမဲ့လည်းဒီနှစ်တွေတဖြည်းဖြည်းနဲ့ကြာလာတဲ့အခါမှာဒါမီရှူမီပန်းတွေဖောက်တယ်အဲ့လိုမျိုးပြောက်တွေဖောက်ပြီးတော့မှဒီဟာကိုဆင်နွှဲကြတယ်ပေါ့เนาะဆိုတော့ဒါကတော့နောက်တစ်နေ့ဆိုလို့ရှိရင်တော့ဒါကနှစ်တစ်ကူပေါ့เนาะဒီနှစ်တစ်ကူကကျတော့ရက်အနေနဲ့ဆိုရင်တရုတ်ပြက်ကလေးရဲ့ဒီ12လပိုင်း30ရက်မှာကြာရောက်တာပေါ့နော်ဆိုတော့တို့ရဲ့ຫນွေဥပွဲတော်လို့လည်းခေါ်တယ်ရှင်းနေရလို့လည်းခေါ်ပါတယ်ဆိုတော့ဒီမှာဆိုရင်တို့ကဘယ်လိုမျိုး activities တွေနဲ့ဆင်နွှဲကြလဲဆိုတော့ပထမတစ်ခုအနေနဲ့ကဒီအဝေးကိုရောက်နေတဲ့သားတွေသမီးတွေကပေါ့နော်မိသားစုတွေကအိမ်ကိုပြန်ကြတယ်ဒါတခြား
တခြားဒီပွဲနေ့တွေမှာဆိုလို့ရှိရင်ပြန်ချင်မှပြန်မယ်ဒါပေမဲ့ဒီနှစ်တစ်ကူဆိုလို့ရှိရင်တော့သူတို့ဒီအိမ်ကိုပြန်ဖြစ်အောင်ပေါ့နော်တစ်နှစ်တစ်ခါတော့သူတို့အများစုကပြန်ကြတယ်ပြီးတဲ့အခါမှာဒီနေ့နှစ်တစ်ကူမရောက်ခင်တညအလိုမှာဆိုရင်သူတို့ဒီညနေစာကိုပေါ့နော်မိသားစုအနေနဲ့ဒီစပွဲအဝိုင်းလေးမှာထိုင်ပြီးတော့မှတိုက်တိုက်ဝန်းဝန်းနဲ့ဒီ年夜饭လို့ခေါ်တဲ့ဒီထွန်းရွံ饭လို့လည်းခေါ်တဲ့ဒီမိသားစုတက်တက်ဝန်းဝန်းဒီထမင်းအတူတူစုပြီးတော့စားကြတယ်စားတဲ့နေရာမှာဆိုရင်အဓိကအားဖြင့်ဘာတွေပါလဲဆိုတော့ပထမတစ်ခုကကျတော့ဒီကြောက်စပေါ့နော်ကြောက်စဆိုတာကကျတော့ဖတ်ထုတ်ပေါ့ဖတ်ထုတ်ဆိုတာဟိုရှေးတုန်းကဆိုရင်ဒီတရုတ်ရှေးတုန်းကဇက်လန်တွဲတွေမှာပါတဲ့ဒီလေပုံစံလိုမျိုးရွှေတုံးလေးလေအဲ့လိုပုံစံလိုမျိုးဖတ်ထုတ်ကလေးတွေကိုသူတို့ကလုပ်ပြီးတော့စားကြတယ်အတိတ်ပဲကကျတော့ဒါပေါ်ကျွယ်ဝခြင်းအတိတ်ပဲပတ်စံတွေဝင်အောင်လို့ဆိုပြီးအဲ့လိုစားကြတယ်ပေါ့နော်ဒုတိယတစ်ခုကကျတော့ဒီငါးပေါ့နော်ငါးကကျတော့တရုတ်လိုကတော့ယူလို့ခေါ်တာပေါ့ယူဆိုတာကကျတော့သူကယူချန်ဆိုတဲ့ဟာရဲ့အထိပ္ပယ်နဲ့အတန်ထွက်ကနေနဲ့တူတာပေါ့နော်တူတဲ့အခါကျတော့နျန်းယုံယူနှစ်တိုင်းမှာဒီပေါ်ကျွယ်ဝပါစေဆိုတဲ့အထိပ္ပယ်နဲ့ဒီယူဆိုတဲ့သူတို့ငါးကိုလည်းစားကြတယ်ပေါ့နော်ဒီတတိယတစ်ခုအနေနဲ့ကကျတော့အသီးအနေနဲ့ဆိုရင်ကတော့သူတို့ကဖင်းကော်ပေါ့နော်ဖင်းကော်ဆိုတာကကျတော့ပန်းသီးဆိုတာကဒါဖင်အန်းဆိုတာကျတော့ငိမ့်ချမ်းချင်းကိုအဓိပ္ပာယ်ဆောင်လို့မလို့ဒီပန်းသီးကိုလေသူတို့ကစားကြတယ်ပေါ့နော်ဆိုတော့ဒီနောက်တစ်ခုကကျတော့ဟုံပေါင်းဆိုတာကကျတော့ဟုံဆိုတာကကျတော့အနီရောင်ပေါ့နော်ပေါင်းဆိုတာကကျတော့စာအိတ်ဆိုတော့ဒီအနီရောင်စာအိတ်ထဲမှာဒီပတ်စံကလေးတွေကိုထည့်ပြီးတော့မှဒီကလေးတွေကိုလည်းပေးတယ်လူကြီးတွေကိုလည်းပေးတယ်မုံဖိုးပေးကြတာပေါ့နော်ဒါကတော့ဒီကန်ကောင်းချင်းတို့အဲ့လိုမျိုးငင်းချမ်းချင်းဆိုတဲ့သဘောကိုဆောင်ကြတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီအိမ်မှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်calligraphy လေးတွေသူတို့ရေးပြီးတော့မှဒီချိတ်ကြတယ်တကားတွေဘာတွေမှာဆိုရင်လည်းအဲ့လိုမျိုးလေးတွေသူတို့ချိတ်ကြတယ်ပေါ့နော်နောက်တစ်ခုကဒီမီးပုံးတွေပေါ့နော်မီးပုံးတွေရောင်စုံမီးပုံးတွေလည်းချိတ်တယ်ပြီးတဲ့အခါမှာဒီချွန်းကျဲလျံဟွမ်းခွေလို့ခေါ်တဲ့ဒီ TV အစီအစဉ်ကနေလာတဲ့ချွေပေါ်ပေါ့နော်ဓာတ်ရိုက်လွှင့်တဲ့အစီအစဉ်တွေကိုသူတို့မိသားစုတွေနဲ့အဲ့လိုမျိုးထိုင်ပြီးတော့ကြည့်ကြတယ်ဒီလမ်းတွေမှာဆိုလို့ရှိရင်ဘာတွေလုပ်လဲဆိုတော့မီရှူမီပန်းတွေဖောက်တယ်နောက်တစ်ခုကဒီချင်းသေးအကတို့နဂါအကတို့ဒါမကောင်းဆိုးဝါးကိုမောင်းထုတ်တဲ့အနေနဲ့ပေါ့နော်အဲ့လိုမျိုးတွေကြည့်ပြီးတော့သူတို့ဆင်နွှဲကြတယ်နောက်တစ်ခုကဒီ drone ပေါ့နော် drone နဲ့ဒီကောင်းကင်မှာဒါအမျိုးရှင်းနံခွိုင်လာတို့အဲ့လိုပုံစံမျိုးတွေရေးပြီးတော့မှဒါမြင်းရဲ့ပုံစံနဂါပုံစံတို့အဲ့လိုပုံစံတွေသူတို့အဲ့လိုမျိုးလေးတွေဆင်နွှဲကြတယ်ပေါ့နော်ဆိုတော့ဒီနှစ်သက်ကူးမှာဆိုလို့ရှိရင်အနီရောင်ဝတ်ရတဲ့ယူရချက်ကကြတော့အနီရောင်ကကြတော့ဒီကန်ကောင်းချင်းပြီးတော့ကာခွဲခြင်းပြီးတော့ပေါ်ကျွယ်ဝခြင်းဒီပျော်ရွှင်ခြင်းဆိုတဲ့အတိပ္ပယ်ကိုဆောင်ခြင်းအပြင်သူတို့ကဒီအနီရောင်လေးကိုဝတ်ကြတယ်ပေါ့နော်ဆိုတော့ဒီတရုတ်နှစ်သက်ကူးမတိုင်ခင်တညအလိုမှာဆိုရင်12နာရီမတိုင်ခင်အထိသူတို့ကမအိပ်ဖဲနဲ့မိသားစုတွေနဲ့အတူတူစကားပြောရင်းနဲ့ဒီနှစ်သက်ကူးညကိုသူတို့ကကြိုဆိုကြတယ်ပေါ့နော်ဆိုတော့ဒီတရုတ်နှစ်တကူမှာပေါ့နော်အားလုံးလည်းပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်新年快乐အားလုံးပဲပျော်ရွှင်ကြပါစေ恭喜发财乐老巴ရီပုံများကြပါစေ那谢谢下次再见拜拜